ဟုတ်အားလုံးပဲမင်္ဂလာပါဒါလေးကဖိနန်းထုတ်တဲ့ SF308 digital multimeter ပေါ့နော်အဲ့တော့မီတာအကြောင်းလေးပါကျွန်တော်နည်းနည်းပြောလိုက်တော့နော်ဒါကတော့ off ပေါ့နော်ကျွန်တော်ဒီမှာ9 volt battery လေးကိုတက်ထားတယ်သူကတော့ battery မပါဘူးပေါ့နော်ဒီဆက်ကြီးပဲ1400နော်ဒီကောင်ကဒီမှာသင်္ကေတပြရတယ်ဖို့ဒီမှာလည်း volt ပြထားတယ်ဒါပေမဲ့ဒီလိုလှိုင်းလေးနဲ့ကျွန်တော် AC တိုင်းတာ AC 220တိုင်းပဲဆိုရင်ကျွန်တော်တို့က2ထပ်ပို့တယ်ဥပမာကျွန်တော်တို့တိုင်းပဲဆိုဥပမာ AC 100တိုင်းပဲဆိုရင်200မှာထားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မီယာ200ကျော်ရ AC 220ဖြစ်တဲ့အတွက်ကြောင့်950မှာထားနိုင်ရတယ်နော်950မှာထားပြီးသွားရင်ကျွန်တော်တို့ဒီ proton လေးကိုကျွန်တော်တို့ AC plug ပေါက်လေးထိုးအောင်နော်အဲ့တော့ကျွန်တော် plug ပေါက်တွေကိုဒီကောင်လေးထိုးထည့်လိုက်ဒီမှာကျွန်တော်မီယာ238နော်238 AC ပေါ့ဒါလို့ကျွန်တော်တို့က AC မတိုင်းဘူးကျွန်တော်တို့က DC တိုင်းပဲဆိုရင်ကျွန်တော်တို့က DC ကကျွန်တော်တို့ဒီမှာအတန်းလေးဆိုတော့ကျွန်တော်တို့ကတွဲဖို့တိုင်းပဲဆိုရင်ကျွန်တော်တို့ကတွဲတဲ့မြင့်နဲ့20မှာထား200ထားလေးရတယ်နော်အဲ့တော့ကျတော့ကျွန်တော်ဒီ9 volt battery လေးကိုတော့3နဲ့ဆိုတိုင်းလို့မရဘူးဘတ်ထရီအိုးလေးကိုနော်ကျွန်တော်ဘတ်ထရီအိုးလေးကိုတိုင်း12/4 ရနော်12/49နော်ဘတ်ထရီအိုးလေးကိုနီးနှမှန်အောင်ထောက်လိုက်ရရောင်းမြန်တိုင်းတော့မိုင်းနဲ့ပေါ်လိမ့်မယ်ကိစ္စမရှိဘူးမှားတိုင်းနဲ့မပြတ်ဘူးပေါ့နော်ဟုတ်အဲ့တော့ကြတော့ကျွန်တော်တို့4တိုင်းတာရပါပြီအခြေခံအဲ့တော့ကြောင့်အုံးနေပါရေးတိုင်းမယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့20k 2000k အုံးတိုင်းမယ်ဆိုလည်းအဲ့လိုပဲကျွန်တော်တို့ 1k တို့ဘာလို့တိုင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ 20k မှာထားလဲရတယ်နော်1အုံးတို့ဘာလို့တိုင်းမယ်ဆိုတာထားလဲရတယ်နော်နောက်ဒီမှာကြတော့ကျွန်တော်တို့ကြိုးတွေပါပြက်မပြက်တိုင်းတာဒါဆိုရင်အဆက်အသွယ်ရှိရပေါ့နော်တစ်ခုနဲ့တစ်ခုဟိုဘက်မှာဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ်နဲ့အဆက်အသွယ်ရှိရဆိုတော့ထောက်လိုက်တော့တန်ကြီးတက်နေမရဟိုမှာနော်အဲ့ဒါဆိုရင်ရပြီကျွန်တော်ဝါကြိုးတွေပြတ်မပြတ်အဲ့လိုတိုင်းမယ်ကျွန်တော်တို့ဥပမာပြကျွန်တော်တို့ပလက်ပေါက်တွေပြတ်မပြတ်တို့ပါတို့ကျွန်တော်တို့ဝါကြိုးတွေဟိုဘက်ဒီဘက်တစားပြတ်မပြတ်နှစ်စားရှိအောင် AC ရော DC ရောနှစ်စားရှိတစားပြတ်မပြတ်ဟိုဘက်ထိပ်ဒီဘက်ထိပ်ထောက်လိုက်အဲ့ဒါဆိုရင်ဝါကြိုးတွေပါလေကျွန်တော်တို့ပြတ်မပြတ်တိုင်းလို့ရတယ်နော်အဲ့ဝါကြိုးတွေကလည်းအမြဲတမ်းခေါင်းတွေပါလေပြတ်တတ်တယ်နော်အဲ့ဒါလေးတိုင်းလို့ရမယ်ထိပ်ဟိုဘက်တစားဒီဘက်တစားကိုထောက်လိုက်တချို့ကြတော့ဒီဘက်အနီနဲ့ဟိုဘက်နဲ့အနက်နဲ့ခွဲတဲ့ခါကျရင်ဘယ်တစားမှမသိရင်ဟိုဘက်ဒီဘက်ကိုဒီလိုထောက်ပြီးတော့အဲ့လိုမျိုးတိုင်းလိုက်မှန်တဲ့ခါကျရင်အဲ့လိုအတန်မိတာလေးနော်မမှန်တော့မမီဘူးပေါ့နော်ဒီဝမ်းပဲပြလေးတယ်ကျွန်တော်ပြက်နေရဆိုဝမ်းပဲပြလေးနော်နောက်ဒီကောင်လေးကကျွန်တော် software ဝေထုတ်တာ software ဝေထုတ်ပြီးရတယ်ကျွန်တော် service ဆရာတွေဘယ်နေရာမှာသုံးလဲတော့မသိဘူးနော်ကျွန်တော်တို့ကျွန်တော်လေးလာကြည့်ရသလောက်တော့ဒီကောင်လေးထားပြီးတော့ကျွန်တော်တို့ oscilloscope နဲ့ပေါ့နော်ကျွန်တော်ဟိုဟာပေါ့ QR sine wave modify sine wave တို့တိုင်းနဲ့နော် square wave တို့တိုင်းနဲ့ဆက်နဲ့ oscilloscope မှာတော့ထိုးလိုက်ဒီကောင် square wave 4000 wave လေးတွေပြနေလိမ့်မယ်နော်နောက်ဒီကောင်ကျတော့ ampere တိုင်းတာ ampere တိုင်းရင်တော့အရေးကြီးပါတယ် ampere တိုင်းရင်ဘာဖြစ်လဲဆိုတော့ဒီ proton လေးကိုကျွန်တော်တို့ပြန်ချင်းပေးရမယ်ဒီဘက်ကိုချိန်ပြီးတော့ကျွန်တော်တို့ ampere တိုင်းရနော် ampere တိုင်းရင်ကျွန်တော်တစားဖြတ်တိုင်းရမယ်ဆိုတော့ကျွန်တော်မီလုံးကိုကျွမ်းပြီးတော့ဟိုဘက်ထိပ်ဒီဘက်ထိပ်တိုင်းရပြပြီဒီမှာနော်မီလုံးကိုကျွန်တော်တစားပဲကျွမ်းပြီးသွားရင်တစားပဲအနီးဖြစ်ဖြစ်အနက်ဖြစ်ဖြစ်ကျွမ်းလိုက်ကျွမ်းပြီးသွားရင်ကျွန်တော်တို့ဒီမှာတစားကိုကျွန်တော်တို့အလဲရမှာခံလိုက်မှာဒီ product နှစ်ခုအပေါင်းဓာတ်ရိုက်ဘက်ထရီကိုမသွားဘူးဒီမှာခံလိုက်မယ်ခံပြီးသွားရင်ဒီကောင်းကိုဒီမှာထောက်လိုက်မီလုံးနေလားနော်မီလုံးတစားကိုပဲမှန်အောင်ကြွားမယ်ကျန်တဲ့တစားကိုကျွန်တော်တို့ဒီ product ထောက်လိုက်ရင်ဒီမှာ ampere 0.5
နော် 0.5 ဒီမီဒီရဲ့အားစားတော့ပြီးရင်ဟောတော့ကျွန်တော်တို့တိုင်းတယ်ဒီ 0.6 ပဲထားလိုက် 0.6 ကိုဟောတော့ကျွန်တော်တိုင်းတယ် 12.4 နဲ့မြှောက်လိုက်အဲ့ဒါဆိုဒီမီဒီရဲ့အားစားတဲ့ဟိုကရတယ်နော်ကျွန်တော်မီတာလေးတွေကအသုံးပြုနေကျွန်တော်တစ်ခါလေးပြောပြပေးလိုက်တယ်နော်ဒီဒါလေးဆက်လေးဆိုင်နေဟုတ်အဲ့ဆိုရင်ဒါပါပဲဒါတော့ဒီကျွန်တော်တို့ AF တိုင်းတဲ့ဟာပေါ့နော်နောက်ပြီးဒီမှာကျွန်တော်တို့ CBE တိုင်းတဲ့ဟာဒီ transistor တိုင်းတဲ့ဟာပေါ့နော်အဲ့ဒါလေးတွေကိုဒီအပေါက်ထဲထိုးထည့်ပြီးတိုင်းတဲ့ဟာပေါ့နော်စိုးပါဘူးကောင်းလေးဈေးနှုန်းမဲ့တောင်းလေးတော့နော်ဟုတ်အဲ့ဒါဆိုရင်အားလုံးလည်းကျွန်တော်အသုံးပြုနေလေးတွေသိသွားပါပါနော်ဟုတ်ဗီဒီယိုလေးနည်းနည်းရှည်ပါတယ်အားလုံးပဲကျေးဇူးပါခင်ဗျာ